PDF file တွေကို edit ဘယ်လိုလုပ်မလဲမင်္ဂလာပါ T4BID Solution Company ကပါဗျကျွန်တော်ရှိမှာ PDF file လေးတစ်ဖိုင်ရှိရယ် example ဆိုတာလေးကျွန်တော်ဖွင့်လိုက်မယ်အဲ့ file လေးမှာကျွန်တော်တို့ပထမဆုံးစတွေ့တဲ့ page လေးရပါတော့ page 2ဖြစ်နေတယ်ကျွန်တော်အဲ့ဒါလေးကို page 1လို့ပြောင်းခြင်းတယ်ပေါ့နော်ပြောင်းမယ်ဆိုရင်ကျွန်တော် server လေးပေါ်မှာ right click နှိပ်လိုက်မယ် right click နှိပ်ပြီးတော့ဒီမှာ edit text and image ဆိုတာလေးကိုထပ်နှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ညာဘက်ချမ်းမှာအခုလိုမျိုးလေးတွေပြောင်းလဲသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာ2ကိုဖြတ်လိုက်မယ်ပေါ့နော်ဖြတ်ပြီးတော့1လို့ပြောင်းလိုက်မယ်စာရွက်ကကျွန်တော်ဒီမှာ4ရွက်ရှိရပေါ့နော်ကျွန်တော်ဒီ page 4ကိုကျွန်တော်ဖြတ်ချင်တယ်ပေါ့နော်ဖြတ်မယ်ဆိုရင်ကျွန်တော်ဒီမှာ page ထဲကိုသွားလိုက်မယ်ပေါ့နော် page ကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်မှာ delete ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်လိုက်မယ်သူကဘယ်စာမျက်နှာကနေပြီးတော့ဘယ်စာမျက်နှာကိုဖြတ်မှာလဲလို့သူကမေးတာပေါ့နော်ကျွန်တော်ကအမှ4ပဲရွေးလိုက်မယ်ပေါ့နော်4 to 4ပေါ့ရွေးပြီးတော့ကျွန်တော် okay နှိပ်လိုက်မယ်ဖြတ်မှာလားလို့ပြောတယ်ပေါ့နော်ကျွန်တော်တို့တေချာလားလို့ပြောတယ်ကျွန်တော် yes ကိုထပ်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်က file ကိုတစ်ချက်နှိပ်ပြီးတော့ save ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒီပြင်ထားတာလေးကိုကျွန်တော် save မယ်ပေါ့ဒါဆိုရင်ဒီဘက်မှာလည်းကျွန်တော်ပြောင်းလဲနေပြီစာရွက်က3ရွက်လက်ရှိရောက်နေတဲ့စာမျက်နှာက1ပေါ့နော်ကျွန်တော်ပိတ်လိုက်မယ်ပိတ်ပြီးကျွန်တော်ပြန်ဖွင့်ကြည့်လိုက်မယ်ဒီမှာ1 2 3ပေါ့နော်3ရွက်ပဲရှိတော့တယ်ကျေးဇူးများကြီးတင်ပါတယ်ဗျ